intercamary ကျွန်တော်ဒါအရွှေတောင်းလုပ်တဲ့ခါမှာဒီမှာကျွန်တော် customize ပြီးထည့်ပေးထားတယ်အကောင့်လေးထဲမှာเนาะ inter payment နဲ့ inter receipt ဆိုတာရှိတယ်ဒါပေမဲ့စပြီးစင်းသွင်းမှာတော့ဒါကျွန်တော် inter payment เนาะ NDS ဘက်ကနေစပြီးသွင်းမယ် Holy Company ဘက်ကနေသွင်းမယ်ပေါ့အဲ့တော့ကျွန်တော် new ခေါ်မယ် information တွေထည့်မယ် intercamary ကိုသွားခြင်းတဲ့ဟာပေါ့เนาะထည့်လိုက်မယ်ထည့်ပြီးကျွန်တော်ဒါ confirm နှိပ်လိုက် confirm နှိပ်လိုက်ပြီဆိုတာ ਨੇ ဒီ sequence တစ်ခုကြာလာမယ်เนาะအဲ့တော့ဒါဆိုတာ confirm အခြေအနေထွက်သွားလိမ့်မယ်confirm အခြေအနေထွက်သွားပြီဆိုတော့မှကျွန်တော်ဟုတ်ပြီကျွန်တော်ထွက်မဲ့ငွေစရင်ပေါ့နော်ငွေစရင်ကနေကျွန်တော်ဒါဘာနှိပ်မလဲဆိုတော့ paint ဆိုတော့နှိပ်လိုက်မယ်နော် paint ဆိုတာနှိပ်လိုက်ပြီဆိုတာ ਨੇ ဒါကျွန်တော် USB လောကားတန်းကောက်ကနေကျွန်တော်ဒါဘာလုပ်မလဲဆိုတော့ match ဆိုပြီးတော့ဒါကျွန်တော်တို့ဒါကားတန်းကောက်နဲ့ reconcile လုပ်ပေးမယ်နော်ဒါ NDS ဘက်ကလုပ် NDS ဘက်ကဒါအထွက်စင်းကိုကျွန်တော်သွင်းလိုက်တယ်သူ့ဘက်ကအထွက်စင်းသွင်းပြီဆိုတော့ဒီ QA ဘက်မှာနော် QA ဘက်မှာဆိုတော့ receipt ထဲကိုရောက်သွားလိမ့်မယ်နော်QA ထဲမှာ receipt ထဲကိုရောက်သွားလိမ့်မယ်အဲ့တော့သူက receipt ထဲမှာသွားကြည့်လိုက်မယ်နော်အဲ့ဒီရဲ့ sequence number တိုင်းကျွန်တော် receipt ထဲကိုရောက်နေလိမ့်မယ်ရောက်နေပြီဆိုတော့ကြာမှ तू ကဘာလုံးမှာလဲဆိုတော့ဟုတ်ပြီဟိုဘက်ကလွှဲလိုက်တဲ့ငွေကဘယ်ငွေစင်းတွေကိုဝင်ကျင်တာလဲပေါ့နော်မမီ company မှာရှိတဲ့ငွေစင်းတွေကိုဝင်မယ်ဆိုတော့ထားပါကျွန်တော် cash ထဲဝင်မယ်ဆိုတော့ cash ဆိုတာနှိပ်လိုက်မယ် receipt ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒါဆိုရင်ဒါဟိုဘက်ကဝင်လာတဲ့အတွက်ကြောင့်မို့ကျွန်တော် match ဆိုပြီးသူ့ကိုလည်းအဲ့လိုပဲကားတန်းကောက်လေးနဲ့ကျွန်တော်ချိန်ပေးလိုက်မယ်ဒါတော့တစ်ဖက်နဲ့တစ်ဖက်ဒါ inter transition ကိုဒါကျွန်တော်ဒါcreate လုပ်ပေးထားတဲ့ဟာပေါ့နော်အဲ့လိုပုံစံလေးရှိတယ်